ဆိုလာနီးပညာလောကမှာလေလူတွေအာယုံစိုက်နေကြတဲ့နာမည်ကြီးတွေပြင်နောက်ွယ်မှာတိတ်တိတ်လေးနဲ့ဂိမ်းကိုပြောင်းပြနေမိပြန်ပက်တရောက်ပေါ်လာနေပါပြီအဲ့ဒါဘယ်သူဖြစ်မလဲသိချင်ကြမှာပေါ့ အဲ့ဒီမိကိုရဲ့အဖေကတော်တော်လေးကိုအန်အားသင့်စရာကောင်းနိုင်ပါတယ်ဟုတ်ပြီဒီနေ့မှာတော့လေတင်းမကြဘူးသေးပေမဲ့ဆိုလာလောကကြီးတစ်ခုလုံးကိုပုံစံတစ်မျိုးပြောင်းပြနိုင်တဲ့အရာတစ်ခုအကြောင်းအတူတူလေးလာကြည့်ကြရအောင်ဆိုတော့ဆိုလာစွမ်းအင်ကတော့တော်တော်လေးကိုတိုးတက်နေတာဟုတ်ပါတယ်ဒါပေမဲ့အဲ့ဒီအောင်မြင်မှုတွေရဲ့နောက်ွယ်မှာတိတ်မပြောဖြစ်ကြတဲ့အားနည်းချက်တွေပြဿနာလေးတွေရှိနေတယ်အဲ့ဒါတွေကဘာတွေဖြစ်မလဲ အခုလက်ရှိသုံးနေတဲ့ solar နည်းပညာတွေကိုကြည့်လိုက်ရင်လေတစ်ခုမဟုတ်တစ်ခုတော့အားနည်းချက်ရှိနေတာပဲဥပမာ silicon ဆိုရင်ဈေးအရန်ကြီးတယ် cadmium telluride ဆိုရင် cadmium ကအဆိပ်ဖြစ်စေတယ်နောက်ပြီးအခုနောက်ပိုင်းနာမည်ကြီးလာတဲ့ perovskite ဆိုရင်လေတော်တော်လေးပျက်စီးလွယ်တယ်ဆိုတော့ဒီလိုစိန်ခေါ်မှုတွေတောင်ပဲပိုကောင်းတဲ့ဖြည့်ရှင်းချက်တစ်ခုကိုမဖြစ်မနေရှာရတော့တာပေါ့အခုနကပြောခဲ့တဲ့ပြဿနာတွေအားလုံးအဖြစ်ထည့်လာနိုင်မဲ့ဆက်လိုက်ကြော်တယောက်ရှိပါတယ်သူ့နာမည်ကတော့ casterite ပါ casterite ဆိုတာက thin film ဆိုတဲ့နည်းပညာအုပ်စုထဲကတစ်ခုပေါ့ဆိုတော့ဒါကပါလဲဆိုတော့အလင်းစွမ်းရင်စုပ်ယူဖို့အလွှာအထူးကြီးတွေမလိုတော့ဘူးစကုတီရဲ့လို့ပဲပါပါလေးပပေါ်လေးအလွှာတွေနဲ့ဆိုလာဆဲလှုပ်လို့ရတယ်ဆိုတဲ့သဘောပါပဲသူရဲ့အထီးကအားတာချက်ကဒီ၃ချက်ပဲပထမတစ်ခုကပေါ်များပြီးဈေးသက်သာတယ်ဒုတိယကအစိတ်မရှိဘူးတတိယကတော်တော်လေးခိုင်ကန်တယ်အဲဒီတော့ဒီအရေးတွင်းထုံးခုပေါင်းလိုက်တဲ့အခါဆိုလာစွမ်းရင်ကိုဘယ်ညမှာမဆိုရေရှည်ထုံးနိုင်ပြီးလူတိုင်းအတွက်လက်လန်းမီရဲ့အရာတစ်ခုဖြစ်လာအောင်လုပ်ပေးနိုင်မဲ့တောချက်တစ်ခုဖြစ်လာနိုင်တာပေါ့ဟုတ်ပြီဒီအပိုင်းကတော့တော်တော်လေးစိတ်လှုပ်ရှားစရာကောင်းတယ်ဘာလို့လဲဆိုတော့ theory အရာသူဘယ်လောက်လုံနိုင်လဲဆိုတာနဲ့လက်တွေ့မှာဘယ်လောက်ပဲလုံနိုင်သေးလဲဆိုရဲကွာဟချက်ကြီးအကြောင်းပြောကြမှာမို့လို့ပါပဲကဲဒီကိန်းကဏ္ဍကိုတစ်ချက်ကြည့်လိုက်ပါ33.56%နဲ့ဒါက solar cell တစ်ခုတည်းကနေရနိုင်တဲ့အမြင့်ဆုံးစွမ်းဆောင်ရည်နည်းပါပဲမယုံနိုင်စရာပဲနော်ဆိုလိုတာက castrate မှာတကယ်ကိုအမခန့်အလားလေးအပြည့်ရှိနေတယ်ဆိုတာပါပဲဒါပေမဲ့အခုလက်ရှိစံတက်ခန်းလေးမှာလုံနိုင်တဲ့စံချိန်ကတော့14.3%ပဲရှိသေးတယ်ဟာတော်ကြီးกว่าနေတာပဲနော်အဲ့တော့မေးစရာရှိလာပြီဘာလို့ဒီလောက်ကြီးกว่าနေရလားလဲဟုတ်တယ်အားလုံးလည်းအဲ့ဒါပဲစဉ်းစားနေကြမှာ castrate ကိုနောက်ပြန်ဆွဲထားတဲ့အရာကဘာလဲတိပြန်ပြန်ရာဘယ်လိုစင်ခုံမှုမျိုးရှိနေတာလဲဆိုတာကိုဆက်ပြီးကြည့်လိုက်အောင်ဒီပြဿနာရဲ့အဓိကတရားခင်က recombination ဆိုတဲ့ဖြစ်စဉ်တစ်ခုပါလွယ်ပြောရရင်လွတ်ထွက်သွားတဲ့ electron လေးတွေကလက်စစ်မဖြစ်ခင်မှာပဲသူ့ရဲ့တွင်းနဲ့ပြန်ပေါင်းပြီးပျောက်သွားတာအဲ့ဒီအခါမှာလက်စစ်မထွက်ပဲအပူစွမ်းရင်အဖြစ်နဲ့အလဟတဖြစ်သွားတော့ဥပမာလမ်းမပေါ်ကချွင်းခွက်တလို့ပဲပေါ့အဲ့ဒီချွင်းခွက်တွေထဲမှာဓာတ်မှုလေးတွေကပိတ်မိပြီးစွမ်းရည်တွေဆုံးရှုံးသွားရတာပါဒါပေမဲ့မျောလင့်ချက်တော့ရှိပါတယ်အခုဆိုရင်တိပ္ပံပညာရှင်တွေကအဲ့ဒီ recombination ဖြစ်စဉ်နဲ့ဂျက်တာဖွဲ့စည်းပုံရဲ့ချွေရင်ချက်တွေကိုဘလို့စမ်းတဲ့နီလာနေနဲ့ကူးစားနေကြလဲဆိုတာကိုကြည့်အောင်သူတို့လုံးနေတာကချစ်ရာဒီထင်နေတဲ့မှန်တစ်ချက်ကို polish ပြန်တိုက်တာနဲ့တူတူပဲ solar cell တစ်ခုလုံးကိုအပူပေးပြီးဖြစ်ပြင်တာမျိုးအောက်ဆီဂျင်သုံးပြီး atom လေးလက်နေတဲ့နေရာတွေကိုပြန်ဖြည့်တာမျိုးတွေလုပ်ကြတယ်ဒီလိုနီလာနေနဲ့အဲ့ဒီချွန်ခွက်တွေကိုပြန်ဖြည့်ပေးလိုက်တော့ electron တွေကဘာတားဆီးမှမရှိပဲလွတ်လွတ်လပ်လပ်စီးဆင်းသွားနိုင်တော့တာပေါ့ဒါပေမဲ့တကယ်အကြီးမားဆုံးအောင်မြင်မှုကတော့တိပ္ပံပညာမှာထက်ထုတ်လုပ်တဲ့နီးလန်းမှာရှိနေနိုင်ပါတယ်။ဘာလို့လဲဆိုတော့တက်ခွဲခန်းထဲမှာဘလောက်ကောင်းကောင်းဈေးခွက်ထဲအများကြီးထုတ်မရရင်အလကားပဲလीဆိုတော့ထုတ်လုပ်ရေးဘက်ကိုတစ်ချက်ကြည့်အောင်။အဲ့ဒီမှာ Dr. Blading ဆိုတဲ့နီးပညာကဇလိုက်ထစ်လာတယ်။ဒီနီးပညာက sputtering လို့ရင်သုံးနေကြနီးလန်းတွေထက်10ဆက်တောင်ဈေးတက်တာပြီး9ဆပိုမြန်တယ်။ဒီလောက်ကြီးမားတဲ့ကွာခြားချက်ကပဲ castrate ကိုတက်ခွဲခန်းထဲကနေအပြင်ကစက်ရုံတွေစီရောက်ပို့ပေးနိုင်မဲ့အဓိကတော့ချက်ဖြစ်လာမှာပါ။ဒီ Dr. Blading ဆိုတာဘာနဲ့တူလဲဆိုတော့လေကိတ်မုံဖို့တလို့ပဲကိတ်မုံပေါ်မှာ cream တွေအများကြီးတုပ်လိုက်ပြီးတော့မှဓားပြားလေးနဲ့ကိုလိုချင်တဲ့အထူအတိုင်းညီထွားအောင်ပိုးနေတာတွေကိုချစ်ထုတ်လိုက်တာအဲ့ဒါနဲ့တူတူပဲတော်တော်လေးရုပ်ရှင်ပြင်မဲ့အရက်ကိုထိရောက်တဲ့နီးလန်းတစ်ခုပါကဲအခုကစ်စထွတ်ရဲ့အခင်းလန်းကိုထမိုင်းနဲ့တစ်ချက်ရှင်းကြည့်ပြီးအနာဂတ်ကိုမျှော်ကြည့်ကြအောင်စမ်းသပ်တည်ထွမှုတွေကဘလောက်တောင်အရှိမြလာပြီလဲဆိုတာကိုတွေ့ရမှာပါစီဝါဖြစ်ရှင်တန်နိုင်ဖို့ဈေးကွက်ထက်မှာတကယ်ကိုရှင်ပြိုင်နိုင်ဖို့ဆိုရင်မော်ဂန်နန်တကုရှိတယ်။အဲ့ဒါကတော့ထီရောက်မှု20ပါပါ။ Castrate အနေနဲ့အဲ့ဒီပန်းတိုင်ကိုရောက်ဖို့လိုတယ်။အားတက်ဆရာကတော့တွတ်တက်သနာကိုဥဆောင်နေတဲ့သူကဒါကိုနောက်9နှစ်အတွင်းဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။တမိုင်းကိုပြန်ကြည့်လိုက်ရင်ဆီလီကွန်က20လုံးစွမ်းဆောင်ရည်ကိုရောက်ဖို့အတွက်230လောက်အချိန်ယူခဲ့ရတယ်။ဒါပေမဲ့အခု Castrate ကရာစုနှစ်တစ်ခုစာအသိပညာတွေပေါ်မှာတိစောက်ထားတာဆိုတော့အရင်ကတည်းကအများကြီးပုံမြန်တဲ့အရှိန်နဲ့တိုးတက်နေတာပါ။
အဲ့ဒီတော့ငါးနဲ့တွင်အဲ့ဒီပန်းတိုင်ကိုရောက်နိုင်မယ်ဆိုတာကတကယ်ကိုဖြစ်နိုင်ခြေရှိတဲ့မျှော်လင့်ချက်တစ်ခုပါပဲ ဆိုတော့ပြန်မေးရမယ့်မြေခွန်းကတော့ဒါပါပဲလူသိမသိသေးရဲ့ဒီမျက်နှာငယ်လေးကဆော်လာစွမ်းရည်လောကရဲ့အနာဂတ်ကိုတကယ်ပဲပြန်လည်ပုံဖော်နိုင်မလားအလားအလာပြည့်နေဒီနီးပြည့်ရဲ့တည်ရဲ့အနာဂတ်ကဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကတော့တကယ်ကိုစိတ်ဝင်စားစားနဲ့ဆက်လက်ဆုံးကြည့်ရမယ့်အကြောင်းအရာတစ်ခုပါပဲ